များတို့ပြောနေတဲ့ကလားမဟုတ်ဘူးကျုပ်မှလူမျိုးရေးခွဲခြားတဲ့ဝါဒကျုပ်မှမရှိဘူးလူဟာလူပဲဟုတ်ပြီနော်လူထဲမှာဗမာလည်းမကောင်းတဲ့လူရှိတယ်လူကောင်းတဲ့လူလည်းရှိမွန်လည်းကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူရှိကရင်လည်းလူမျိုးနဲ့မဆိုင်ဘူးလူမျိုးကိုထိခိုက်ပြီးမပြောအပ်ဘူးမှတ်ထားဘာသာမှလည်းဒီတိုင်းပဲသူ့ဘာသာအလိုက်အယူမှန်စွာကျင့်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အယူမှားနေတဲ့ပုဂ္ဂိုလ်တွေနင့်ဗုဒ္ဓဘာသာကိုဘယ်လောက်တန်ရှင်းလို့တော့ဘောပါလားဘာသာအလိုက်လည်းအပြစ်မဖွဲ့ပါနဲ့အရေးကြီးတာကိုယ်အယူဝါဒစင်ကြယ်ဖို့အရေးကြီးတယ်ရှင်းပြီနော်ဘသူနဲ့မှယံမဖြစ်တာဗုဒ္ဓဝါဒမှတ်ထားရှင်းလားဗုဒ္ဓဘုရားရှင်ကဘသူနဲ့မှမဖြစ်သူများယံစတိုင်းယံပြနေခင်ဗျားတို့ရှိပါတယ်ဟိုတုန်းကကလေးကျုပ်တို့အမြဲတမ်းဆုံးမနေရတဲ့စကားကိုတိုင်းလည်းငယ်ငယ်ဟုတ်တယ်လို့ထင်တာသင်ကောင်းလျင်ဟောမင်းဆိုရင်ငါဆိုဖို့အစဉ်သင့်မယ်အဲ့ဒါသူတော်ကောင်းစကားလားသူမိုက်စကားလားရောင်းပြန်လန်လိုက်ရင်စိန်ခေါ်တာဟဲ့အောင်ဘလောက်မိုက်လဲထွက်ခဲ့ရှင်းလားအဲ့ဒါကိုသူတော်ကောင်းစကားလုပ်ပြီးသုံးတယ်သင်ကောင်းလျင်ကျွန်တော်မဆိုပါအမှန်ကသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်ကောင်းအောင်ကြိုးစားမိရှင်းသလားသူများကောင်းမှသာကောင်းမယ်ဆိုမင်းတို့ဘယ်တော့မှမကောင်းနဲ့ဒီထဲကကိုမထွက်နဲ့တော့ပါလားရှင်းတယ်နော်အဲ့တော့အဘိဇ္ဇာဗျာပါဒသူတစ်ပါးကိုဖျက်လို့ဖျက်စီးကြံစီတဲ့စိတ်တွေကိုရှိသင့်မရှိသင့်အေးသူများလိုက်ရှင်နေရမလားကိုယ်စိတ်ကိုစင်ကြယ်အောင်ကြိုးစားခုခင်ဗျားတို့စိတ်ထဲမှာအိတ်တာရှိမရှိမစ္စရိယရောမနာလိုခြင်းဝန်တိုခြင်းသူများကြီးပွားရင်မနာလိုဘူးကိုယ်ရှိရင်ဝန်တိုတယ်တော့ပါလားအဲ့တော့အဲ့ဒီစိတ်တွေဟာမွေးမြူတဲ့စိတ်တွေလားဖယ်ရှားတဲ့စိတ်ခုခင်ဗျားတို့မှာမာနတရားရှိမရှိသူ့မာနကိုမာပညာတတ်တဲ့လူကပညာဓာတ်မာနပညာမတတ်တဲ့လူကမလေးကျုပ်တို့ကသူတို့လိုတော့စာမတတ်ပါဘူးတော့သူတို့လိုတော့မယုံပါဘူးသဘောပါလားဥစ္စာရှိတဲ့လူကဥစ္စာရှိတဲ့မာနဥစ္စာမရှိတဲ့လူကအမလေးကိုကြော်လေးကိုအေးစေးရောင်းစားနေတာတော့တဝမ်းတစ်ခါအေးချမ်းပါတယ်ဟိုတိုက်ကြီးဘဝနေမဟုတ်တာလုံနေတဲ့လူတွေလို့မဟုတ်ပါဘူးသဘောပါလားဘယ်မာနကောင်းလဲအထက်မာနနဲ့အောက်မာနသဘောပါလားမာနဆိုတဲ့တရားသည်လောကမှာအယုံညံ့ဆုံးတရားတတ္တဝါတွေယုံညံ့ကုန်တာမာနကြောင့်မာနနဲ့အာမန်နဲ့မတူဘူးနော်ဘဝကိုဘလောက်ဆင်းရဲကြက်ညံ့ခံပြီးတော့မလျှော့သောဇွဲနဲ့ယုံကန်နေတာအဲ့ဒါအာမန်ဝရိယရဲ့အာမန်ဟုတ်ပလားဟိသူတစ်ပါးကိုမထိမ်မဲ့မြင်ပြုကိုအဟုတ်ထင်သူများကိုရှုံချပုတ်ခတ်တတ်တာကဘာလဲမာနအဲ့ဒီမာနရှိရင်ဘလောက်ပညာတတ်သူတော်ကောင်းလားသူယုံပါလားရှင်းသလားရှင်းရောရှင်းလားဥစ္စာဘလောက်ရှိမာနရှိနေတဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းလားသူယုံပါလားရှင်းသလားဒါဖြင့်သူတော်ကောင်းတို့တဏ္ဍာမှာမကောင်းသောစိတ်တွေများစွာရှိမရှိလောဘဩဒေါသမောဟအိတ်တာမစ္စရိယအဘိဇ္ဇာဗျာပါဒဒါမကောင်းတဲ့စိတ်အကုန်ဟောဒီလိုမဟုတ်ပါဘူးကောင်းတဲ့စိတ်ကောခုခင်ဗျားတို့မှာလှူခြင်းတန်းခြင်းစိတ်ကောရှိမရှိသိတယ်ဒါမို့တန်မြူစရလာတာပေါ့သဘောပါလားတရားတွေပါလေနာခြင်းစိတ်ကောအာထုတ်ခြင်းစိတ်သူတော်ကောင်းလေဒါဖြင့်ကောင်းသောစိတ်ကောရှိမရှိဟောကိုချစ်တဲ့ခင်တဲ့လူများကြီးပွားသွားရင်ပျော်တဲ့ရှင်တဲ့စိတ်ကောမရှိဘူးလားခင်တဲ့လူမခင်တဲ့လူကြီးပွားသွားရင်
ဘာတွေလုံးမှမသိဘူးငါတော့ဟုတ်မထင်ပါဘူးနေချင်းညချင်းကြီးပွားသွားတာဟုတ်တာလို့တော့ဒီလိုမဖြစ်နိုင်ဘူးအိတ်သာရှင်းလားမစ္စရိယစိတ်တွေမရှိဘူးလားအဲ့တော့အိတ်သာမစ္စရိယကင်းပြီးနေတဲ့အချိန်ရောမရှိဘူးလားဗျာရှိပါတယ်ဒါပေမဲ့အလိုလိုသူတော်ကောင်းစိတ်ဝင်လာလားသူတော်ကောင်းစိတ်ကိုမွေးယူမှရဒါဖြင့်မပွားများပဲနဲ့ရှင်းသလားဒါဖြင့်ကာယကံဝစီကံမနောကံဒုစရိုက်တွေကိုပယ်ဖို့မမေ့နဲ့သူစရိုက်တွေကိုပွားများဖို့ဒါမှမဟုတ်ဦးဇင်းကတရားပွဲစတိုင်းမှာဟောဒီဒေသမှာရောက်နေတဲ့ပုံကိုယ်တွေမနေ့ကသံမြူဇက်ကိုမူတုံကနေလာကြတဲ့ကမေတ္တာပို့လာသံမြူဇက်နယ်ထဲမှာမိတင်းနေထိုင်ကြတဲ့လူနာပြမတတ္တဝအားလုံးဒုစရိုက်တရားများရှောင်ရှားနိုင်ကြပါစေသူစရိုက်တရားများပွားများနိုင်ကြပါစေမိစ္ဆာအာဇီဝကိုရှောင်ကျဉ်နိုင်ကြပါစေတမန်အာဇီဝဖြင့်မြင့်မြတ်စွာအသက်မွေးဝမ်းကြောင်းပြုနိုင်သူများဖြစ်ကြမေတ္တာပို့ပြီးမှလာတာရှင်းသလားအဲ့တော့ကာယကံဝစီကံမနောကမမေ့နဲ့ဆိုတာအဲ့ဒီဒုစရိုက်တွေရှောင်ဒုစရိုက်တွေပွားများနေဖို့မမေ့နဲ့လေးမိစ္ဆာဒိဋ္ဌိအရေးကြီးတယ်မိစ္ဆာဒိဋ္ဌိကိုရှောင်တမာဒိဋ္ဌိကိုစောင့်ပြန်ပြီအဲ့ဒီဆောင်းဆိုတာလေးလည်းမလုံလောက်လို့ပြောနေတာအဲ့ဆောင်းဆိုတဲ့ခစ်ကကုန်သွားပြီနင်တို့ဘိုးဘွားတွေခစ်ကအဖေမေတောင်ပါဘူးမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါဟို့တို့အဖိုးလက်ထက်ကသုံးခဲ့တာနင်တို့လက်ထက်မှာမရဘူးဟုတ်ဘူးလားဘိုးကဆောင်းဆိုတာလည်းသိတယ်ရှောင်းဆိုတာလည်းသိတယ်ဆောင်းဆိုရင်မပြတ်ကိုဆောင်းထားတာအဖိုးတို့ဖွားတို့ကဖေမေမပါဘူးနော်ကျုပ်ဖေကျုပ်မေတောင်ပါဘူးသဘောပါလားခဏခေါ်ပြောဖေလာအောင်မေလာအောင်ဒီလိုမပြောနဲ့ဒီလိုပြောဒီလိုဆိုဘုံကြီးဖြစ်နေလို့ဒါတောင်ကြောက်လို့တင်ပါဖေဟာလူဝတ်နဲ့ပြောရင်နားထောင်မှာမဟုတ်ဘူးဒါမှမြဲသွားတာကို့ဖေမေអော်လို့ရတာဒါပဲရှိတာဟုတ်သဘောပါလားခင်ဗျားတို့ကလွဲနေပြီအမေကပြောလိုက်ရင်မဒီငါတို့များတော့ဘယ်တော့မှတစ်သက်လုံးမဟုတ်တာဘာတစ်ခုမှမလုပ်ဘူးတို့ကြဘာလို့မွဲနေတာတော့မဟုတ်လို့မွဲနေတာပေါ့ပြောလိုက်ရှင်းလား